လူတွေကတစ္ဆာရှင်အတိအမှတ်ပြုတ်ခံရမယ်လို့ထင်နေကြတယ်။တကယ်တော့အဲ့ဒါရှင်ကိုအတုံးချခံကျုံနှကောင်ဖြစ်စေရပဲ။ဒါကစာရေးသူ Robert Greene ရေးတဲ့အာနာ၏နိယာမ48ချက်တည်းကလောနံပါတ်20ပါ။ရှင်ကတခုခုကိုရွေးဖို့အမြဲတမ်းလောနေတတ်တယ်။အလုတ်ရှင်အဖွဲ့အစည်းဒါမှမဟုတ်လူတစ်ယောက်ယောက်စီမှာရှင်ကိုရှင်အကျွတ်မဲ့ပုတ်အပ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲသူတို့ကရှင်ကိုတန်မိုးထားမှုရပ်တန့်သွားလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ရှင်ကိုသူတို့အပြည့်အဝပိုက်ဆိုင်သွားပြီလေ။ရှင်ကိုဘလောက်ပဲထိတ်ချုပ်ရှင်ဘယ်တော့မှထွက်မသွားဘူးဆိုတာကိုသူတို့ကသိနေပြီ။လောနံပါတ်20ကတော့ရှင်းရှင်းလေးပါ။ဘသူကမှတစ္ဆာမခံပါနဲ့။ကိုကလွဲပြီးတော့ဘယ်အရာကိုမှပုံမအပ်ပါနဲ့။ရှင်ရဲ့လွတ်လပ်ခွင့်ကိုခိုင်ခိုင်မာမာထိမ့်သိမ်းထားနိုင်ရင်ရှင်ကတခြားသူတွေကိုထိချုပ်နိုင်တဲ့သခင်ဖြစ်လာလိမ့်မယ်။ကိုလွယ်လွယ်နဲ့ပေးဆက်လိုက်တဲ့လူမိုက်မဖြစ်ပါစေနဲ့။လူတွေကိုရှင်အတွက်တယောက်နဲ့တယောက်ပြိုင်ဆိုင်ခိုင်းပြီးတော့ရှင်နောက်ကိုအသေးအတန်လိုက်လာအောင်လုပ်ပါခက်ကိကင်းနေပါရှင်ဟာဘသူအပိုင်မှမဟုတ်ဆိုတာကိုပြက်ပြက်တသားပြသနိုင်ရင်တလောကလုံးကရှင်ကိုပို့ပြီးတော့လိုချင်လာလိမ့်မယ်။နောက်ပိုင်းမှာတင်ဆက်မဲ့လောနံပါတ်21ကိုနားထောင်ခြင်းရင် tab ကိုအခုပဲ follow လုပ်ထား